ကွန်ပျူတာဆိုတာရုပ်ဓာတ်ရိုက်ပြောရရင်အားလုံးဖွဲ့စည်းမှုတစ်ခုပါရမြည်သည့်အခန်းကဏ္ဍမှာမဆိုကြားပစ္စည်းတို့နဲ့ဆောင်ရွက်မှုလုပ်ပေးနိုင်ပါတယ်ဟဲ့ကွန်ပျူတာမှာအဓိကအစိတ်ပိုင်း၃ခုရှိပါတယ်ခပထမဆုံးရုပ်နောက်ဆုံးမှာရှိတဲ့မော်နီတာကပုံစံများရုပ်သတင်းအချက်အလက်တွေကိုပြပေးပါတယ်ခဒုတိယရောကိုယ်တိုင်အသုံးပြုနိုင်သောကီဘုတ်နှင့်မောင်းသည်တင့်တဲ့အချက်လက်ရောရိုင်းနှိမ့်မှုများအတွက်မလွဲမမာဖြစ်စေပါရခတတိယ CPU ကိုဦးဆောင်သူလို့ယူဆနိုင်ပါရခဒါဟာတစ်ခုချင်းစီလှုပ်ဆောင်မှုရုပ်သတင်းအချက်လက်တွေကိုဗဟုသုတနဲ့ပေါင်းဆက်စီစဉ်စမ်းသပ်ပေးပါရခအဆုံးသီးမှာရုပ်သုံးပစ္စည်းလေးတွေကိုနားလည်ထားရင်တင့်အတွက်ကွန်ပျူတာအသုံးပြုခြင်းကပိုမိုလွယ်ကူလာမှာပါလားတစိတ်တစ်ပိုင်းဟာပုံမှန်ပုံစံထက်သက်သာပြီးစ조사မှုနဲ့ထပ်မံသင်ယူသွားဖို့လဲစိတ်အားထုတ်လို့စေပါလိမ့်မယ်ခ